ညစာစားမယ်ဆိုပြီးကျွန်တော်မီးဝတ်ရောင်ထဲမှာဘာရှိလဲလို့ကြည့်လိုက်ခါကြတော့ကျွန်တော် ultra အနီရောင်နဲ့ရန်ရန်ခေါက်ဆွဲတက်တွေ့ရပါတော့ဒါတော့ညနေရကျန်တဲ့ငါးကောင်ဟင်းကြိုပါအဲ့ဒါနဲ့ဒီကနေ့ထဲမှာဘာရှိလဲတက်ကြည့်လိုက်တော့ကင်းမွန်ရှိရပါတော့အဲ့ဒါနဲ့ကျွန်တော်ခေါက်စီရန်ရန်ခေါက်ဆွဲကိုပြုတ်ပြီးတော့ငါးကောင်ဟင်းကြိုနဲ့ရောမယ်ဆိုပြီးကျွန်တော်စဉ်းစားလိုက်တယ်ပါနော်အဲ့ဒါနဲ့ကျွန်တော်ရန်ရန်ခေါက်ဆွဲဆက်ပြုတ်ပါတယ်ခေါက်ဆွဲပြုတ်ပြီးတော့ကျွန်တော်ခေါက်ဆွဲကိုအရေးစစ်လိုက်ပါတယ်အဲ့ပြနဲ့ကျွန်တော် ultra အနီရောင်လေးကိုကျွန်တော်စပြုတ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ favorite ပါ ultra အနီရောင်လေးရတော့ဒါတော့ရရပါတော့ကျွန်တော် ultra နဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော် game mode လေးထည့်ပါတယ်ကောင်းကောင်းဟင်းကြိုတဲ့ကိုရန်ရန်မှာပါတဲ့အမုတ်လေးထည့်ပါတယ်ပြီးတော့ကျွန်တော်ရုပ်သမမွေးပါတယ်မွေးပြီးွားရင်တော့ကျွန်တော်ခေါက်ဆွဲထည့်ပါတယ်ခုနကထုတ်တဲ့ခေါက်ဆွဲထည့်ရတာပေါ့နော်ဒါတော့ရပါပြီကြည့်တော့စားကြည့်စရာကောင်းပါခင်ဗျာအဲ့နဲ့ကျွန်တော်ညညစားပါတယ် ultra နီအောင်စားပါတယ်ကျွန်တော်တော့အဆက်စားနေလို့မို့လို့ကျွန်တော်တော့ဒီ ultra နီအောင်တော့ကျွန်တော်တော်တော်ကြိုက်ပါတယ်ပြီးတော့ကျွန်တော်ခုနဒီငါးကောင်ဟိတ်ကိုကြည့်ပါတော်တော်ကောင်းပါတယ်ခင်ဗျာဒီငါးကောင်ရတာနဲ့ဒီရန်ရန်ခေါက်ဆွဲမုတ်ရတာနဲ့ပေါင်းတဲ့ခါကျတော်တော်လေးမှကျွန်တော်တောက်လို့ကောင်းပါတယ်စားဖို့လည်းကောင်းပါတယ်တော့ကျွန်တော်စားပါတယ်ဒီတော့ကျွန်တော်ကင်မွန်လေးကိုထည့်ပြီးတော့စားပါတယ်စားလို့ကောင်းပါပြီဆိုရင်တော့ကျွန်တော်ခုနကောင်းကောင်းဟီးနဲ့ခေါက်ဆွဲနဲ့ဆက်စားပါတယ်ကျွန်တော် vlog လေးကဒီလောက်ပါပဲကျွန်တော်ဆက်စားလိုက်ပါအောင်မယ်နောက်တဲ့ vlog မှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ